ဒီအနေနဲ့ကတော့ဗာလဲဆိုတော့စံနမူနာယူရမယ်ပေါ့အဲ့တော့ကျွန်တော်တို့တွေမှာအကြီးတွေရှိတယ်စီနီယာတွေရှိတယ်အဲ့ဒီလူတွေစီကနေကျွန်တော်တို့စံနမူနာယူလို့ရတယ်အဲ့တော့ true leadership ဆိုတာကတကယ်ခေါင်းဆောင်မှုအစစ်ဆိုတာကစကားလုံးတွေကြီးပြောနိုင်မဟုတ်ဘူးတကယ်ကို action လုပ်တဲ့သူတွေတကယ်ကိုကာယကံမြောက်အလုပ်တွေလုပ်နေတဲ့သူတွေအဲ့လိုမျိုးလူတွေကိုကျွန်တော်တို့ကစံနမူနာယူဖို့လိုတယ်တို့မြင်နေတဲ့ခေါင်းဆောင်တွေဒီအပြောနဲ့မဟုတ်ဘူးအလုပ်နဲ့ပတ်သက်ပြနေတဲ့လူတွေအဲ့လိုလူတွေကိုကျွန်တော်တို့စံနမူနာထားရမယ်စကားလုံးတစ်လုံးကြည့်တယ်ပေါ့နော်အဲ့တော့ရုပ်ပုံတစ်ခုက1000 watt ဆိုတဲ့စကလုံးထောင်ပေါင်းများစွာထပ်ပို့ပြီးတော့တန်ဖိုးရှိတယ်ဆိုလိုမျိုးပဲကျွန်တော်တို့မြင်နေတဲ့ခေါင်းဆောင်တွေဒီစကလုံးတွေအများကြီးပြောနေတယ်ဆိုတာထက်သူဒီတကယ်လက်တွေ့ဘဝမှာဘယ်လောက်ထိအခက်အခဲတွေကိုရင်ဆိုင်နိုင်တယ်လဲခေါင်းဆောင်တွေအတိုင်းကတော့ perfect ဖြစ်မှာမဟုတ်ဘူးတကယ်ကိုအကောင်းမွန်နေဖြစ်မှာမဟုတ်ဘူးဒါပေမဲ့သူတို့လည်းဘယ်လိုစူးစမ်းလာတယ်ဘယ်လိုသူတို့ရုန်းကန်လာတယ်ဆိုတာမျိုးကိုကျွန်တော်တို့ကမြင်ဖို့လိုတယ်လွန်ခဲ့တဲ့လင်္ကာနှစ်လောက်ကဆိုရင်တတိတွေပုံမှာမြင်တဲ့အမြင်ဒီအခုတတိတွေပုံမြင်တဲ့အမြင်နဲ့မတူတာမျိုးရှိတယ်ပေါ့နော်လွန်ခဲ့တဲ့လင်္ကာနှစ်လောက်ကတည်းကတတိတွေဒီဥမာကိုယ့်ရဲ့ဝန်ထမ်းတွေပုံခိုင်းတယ်ဝန်ထမ်းတွေရဲ့လုပ်အားတွေကိုပေါ့နော်ခေါင်းပုံဖြတ်တယ်စသဖြင့်အဲ့လိုမျိုးမြင်ခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့အခုချိန်မှာတကယ်လုပ်ငန်းရှင်တွေတတိတွေနဲ့ဒီစကားပြောကြည့်ရဲ့အခါမှာသူတို့နဲ့အလုပ်တွဲလုပ်ကြည့်ရဲ့အခါမှာအများစုသောလူတွေဒီကိုထင်သားသလိုမဟုတ်ဘူးအဲ့တော့သူတို့တွေဒီသူများကိုကြည့်ပဲခိုင်းနေတဲ့သူတွေမဟုတ်သူတို့ပြန်ခိုင်းနေတဲ့သူတွေအဲ့တော့သူတို့အလုပ်တွေအများကြီးလုပ်တယ် multitasking လို့ခေါ်တဲ့အလုပ်တွေအများကြီးခေါင်းထဲကိုထည့်ထားတယ်ဒီလောက်ကတစ်မျိုးဒီလောက်ကတစ်မျိုးဒီလောက်ကတစ်မျိုးစသဖြင့်အဲ့ဒီအလုပ်တွေအကုန်လုံးသူတို့ခေါင်းထဲမှာထည့်ထားပြီးတော့လုပ်နေတဲ့သူတွေကြီးပဲအဲ့ကကြတော့ဒီကိုယ့်ရဲ့ဒီတတိတွေကိုယ့်ရဲ့အထက်လူကြီးတွေဒီကိုယ့်ကိုတော့သူတို့နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်နေမှာပဲကိုကဒါကိုမြင်အောင်ကြည့်တတ်ဖို့လိုတယ်အဲ့တော့သူတို့ကတော့သူတို့ရဲ့ performance တွေကိုပြနေမှာပဲကိုကမြင်အောင်ကြည့်တတ်ဖို့လိုတယ်တကယ်ကာယကံမြောက်တည်စကလုံးတွေထက်ပို့ပြီးတော့တန်ဖိုးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအင်္ဂလိပ်စာလေ့လာတဲ့အချိန်မှာဆိုလို့ရှိရင်ကိုရတယောက်ဆိုလို့ရှိရင်ဘယ်လောက်ထိစူးစမ်းလဲဆိုတော့သူဒီ scholarship တစ်ခုရဖို့အတွက်စူးစမ်းနေတဲ့အချိန်မှာဒီဘက်မှာကဒါမိခင်ဆုံးမသွားတယ်ပေါ့နော်ဒါလည်းဒါစီနီယာပြောပြလို့သိရပေါ့နော်အဲ့တော့ခါကျတော့မိခင်ဆုံးသွားတယ်တခြားတစ်ဖက်မှာလည်းချစ်သူထားသွားတယ်အဲ့လိုမျိုးကလည်းပဲဘယ်လောက်မှမကြောက်ရက်ပိုင်းပဲ9ရက်တပတ်9ရက်တပတ်လောက်ပဲကြာတယ်အဲ့လိုမျိုးအတော်အတွင်းမှာကိုဘယ်လိုခံနိုင်ရှိအောင်လုပ်တယ်လဲပြီးတော့ဒီ scholar အတွက်စူးစမ်းတယ်လေအင်္ဂလိပ်စကားတွေပဲအမြဲတမ်းပြောနေတာလဲဆိုတာတွေကိုကျွန်တော်တို့ကပြန်ပြီးတော့မြင်အောင်ကြည့်ရတဲ့အခါမှာကိုတခါလေကိုကြုံရတဲ့ခက်ခဲတွေဒီအဲ့လောက်ကြီးတော့မပြင်းထန်ပါလားပေါ့နော်စသဖြင့်အဲ့လိုမျိုးသိခွင့်ရတယ်ပေါ့အဲ့ခါကျတော့ကျွန်တော်တို့တွေကစံနမူနာကောင်းရှိတဲ့လူတွေကိုကိုနားမှာရှိဖို့လိုတယ်စံနမူနာကောင်းပြနိုင်တဲ့လူတွေကိုလည်းအမြဲတမ်းကြည့်နေဖို့လိုတယ်အဲ့တော့စကားတွေပြောနေရတဲ့တကယ် action တွေနဲ့လုပ်နေတဲ့သူတွေကိုကိုပေးမှဝင်ရထားဖို့လိုတယ်ဒါဒီအရေးကြီးတယ်နောက်ချက်ဒီပါလဲဆိုတော့ခံနိုင်ရရှိမှုအဲ့တော့ကျွန်တော်တို့တွေကအခက်အခဲတွေလည်းကြုံရမယ်ကြာရှုံးမှုတွေလည်းကြုံရမယ်အဲ့ဒါတွေကိုဘယ်လိုခံနိုင်ရရှိအောင်နေမလဲဘယ်လိုမျိုးကြော်ဖြတ်မလဲဆိုတဲ့ဟာတွေဒီအရေးကြီးတယ်အဲ့တော့ကျွန်တော်တို့တွေကအခက်အခဲဆုံးအချိန်မှာတော့မှရှေ့ကိုတိုးတိုက်ပြီးတော့သွားနိုင်ဖို့ပေါ့နော်အဲ့ဒါဒီအရေးကြီးတယ်တခါတရံမှာတော့ကျွန်တော်တို့အဲ့ခက်ခဲတွေကိုခံနိုင်ရရှိတဲ့အပြင်ကိုတခါလေးမှာဒီဟာနဲ့ဘယ်လိုအသားကျအောင်နေမလဲပြီးလို့ရှိရင်ဒီခက်ခဲတွေကနေကိုအတန်မာလာအောင်strong ဖြစ်လာအောင်ဘယ်လိုနေမလဲဆိုတာဒီလေအရေးကြီးတယ်ကျွန်တော်တို့ဘဝတွေမှာအခက်ခဲတွေကိုရှောင်လွဲတာထက်ပေါ့နော်ခက်ခဲတွေနဲ့ရင်ဆိုင်လိုက်တာကမှ experience ပေါ့နော်အတွေ့အကြုံအသစ်ကိုရမယ်ဒါကြောင့်မလို့တကယ်ကိုရဲ့ဒီအသာချက်အစစ်ဒီဘယ်ဟာလာလဲဆိုတော့အခက်ခဲတွေကိုရင်ဆိုင်တဲ့အခါမှာရလာတယ်အဲ့လိုအခက်အခဲတွေကိုလည်းကျွန်တော်တို့ကရင်ဆိုင်ရဲဖို့အတွက်ခံနိုင်ရရှိဖို့အတွက်မွေးမြူဖို့ဆိုရင်လည်းကျွန်တော်တို့ကမတူညီတဲ့လောကဒဏ်တွေမတူညီတဲ့လောကဒဏ်ရိုက်ချက်တွေကိုကျွန်တော်တို့ကခံနိုင်ရှိနေဖို့လိုတယ်ပေါ့နော်အဲ့တော့ဒါကြောင့်မလို့နောက်ဆုံးအနေနဲ့ဒါကိုဒီကောင်းချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဘဝမှာမထင်မှတ်တဲ့နေရာကနေပြီးတော့မထင်မှတ်တဲ့စိန်ခေါ်မှုတွေဆိုတာဖြစ်လာနိုင်တယ်အဲ့လိုမျိုးဖြစ်လာနိုင်တဲ့စိန်ခေါ်မှုတွေကိုကိုကဘယ်လိုတုံ့ပြန်တယ်လဲအဲ့လိုတုံ့ပြန်တဲ့ပုံမှာမူတည်ပြီးတော့ကိုကဘယ်လိုလူဆိုတာမျိုးဖြစ်လာတယ်ပေါ့နော်ဒီနေ့ပြောရမယ်ဆိုတော့ကျွန်တော်တို့ဘဝမှာစိန်ခေါ်မှုတွေအများကြီးရှိလာမယ်အဲ့တော့အခက်အခဲတွေအများကြီးရှိလာမယ်အဲ့တော့အဲ့ဒီစိန်ခေါ်မှုတွေအဲ့ဒီအခက်အခဲတွေကိုကျွန်တော်တို့ဘယ်လိုရင်ဆိုင်တယ်လဲဘယ်လိုခံနိုင်ရှိအောင်စူးစမ်းတယ်လဲဘယ်လိုတုံ့ပြန်တယ်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဘယ်လိုလူလဲဆိုတာဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မလို့ဒီလိုမျိုးဖြစ်နေတဲ့ဂျားတွေကနေပြီးတော့ကျွန်တော်တို့ကိုစီကန်းရှိအောင်လုပ်မယ်အဖွဲ့အစည်းတွေနဲ့နေတတ်အောင်လုပ်မယ်ခဲတွေကိုခံနိုင်ရှိအောင်လုပ်မယ်ပြီးတဲ့အခါကျတော့တက်ကြည်တွေမွေးမယ်အဲ့ကနေပြီးတော့ကျွန်တော်တို့ရဲ့အောင်မြင်မှုကိုရလာနိုင်တယ်ဒါကြောင့်မလို့အဲ့ဓာတွေကိုဘယ်အားစမလဲဆိုတော့အသေးမွားတော့ဖြစ်တဲ့ကိုယ်တိုင်ရဲ့အိယာကိုတိန်းတာမျိုးကိုယ်တိုင်တန်တန်ရှင်းရှင်းနေတာမျိုးကနေစပြီးတော့အဟုန်တစ်ခုကိုရအောင်လုပ်ပြီးတော့ပေါ့နော်တနေ့တာနေပြီးတော့စူးစမ်းပြီးတော့အောင်မြင်အောင်လုပ်လို့ရပါတယ်အဲ့တော့ပြောချင်တာတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်